ကြည့်ပါဘာရှိလဲဘာရှိလဲတခြားလေးကြည့်ပေးပါဟဲ့ဘာမှမရှိပါလားဟေးဟုတ်လိုက်ပြီငိန်တော့ဟေးတရားလုံးလေးတွေဖြစ်သွားပါပြီဒါတွေပေးတဲ့ကျွန်တော်ကျဲပေးပါဖြစ်ပါဟေးโอเคဟေးဒီဘက်ဒီညာလုံးတွေများပဲတော့ဗျညာလုံးတွေအများကြီးပါနော်ဒါလေးကတော့ကျွန်တော်တို့မင်းကပိတ်ထိုးခြင်းနေပြီနော်မင်းကပိတ်ထိုးခြင်းနေပြီနော်မင်းကိုပိတ်ထိုးခြင်းနေပြီဒါတော့ကျွန်တော်အပြောသဘောလေးပါပဲဒါပြောတိချက်ဒီတကားပြပါကဘာလဲဆိုတော့ဟိုင်းမကြည့်လိုက်သားဟိုင်းမကြည့်လိုက်ဒီမကြည့်ငိန်နာငိန်လို့ငိန်နာလိုက်ဟိုင်းမကြည့်လိုက်ဟေးဘလူးပြနေတော့လို့ဒါရီကဒီလိုပြလိုက်တဲ့အခါကျတော့ဘရိတ်တဲ့တအားကြောက်သွားမှဆိုလို့ဒါလေးကိုတစ်ချက်လောက်ကျွန်တော်အုပ်ထားလိုက်မယ်ကျွန်တော်လည်းကြောက်လို့ငိန်နာလိုက်တန်းငိန်နာလိုက် तू ကမကြောက်ဘူးကျွန်တော်ကတအားကြောက်တယ်ငိန်နာလိုက်ပါဒါတော့ကျွန်တော်တို့ကျိုးကွင်းအဲ့ဒါရောက်ချောက်မတီးနဲ့ငါအတန်နေဝင်းနေပြီဟိုင်းပါကြည့်လိုက်ဘာရှိလဲကြည့်လိုက်ဘာမှမရှိပါဘူးကျိုးလေးတစ်ကျိုးဒီမှာကြည့်ကျိုးလေးတစ်ကျိုးထဲလိုက်တာနဲ့ကျိုးတော့ထဲမနေတော့ပါဘူးဒါဘာခေါ်လဲဒုတ်ကလေးပါပဲဟာဒီဒုတ်ကလေးကိုထဲလိုက်လို့ဒီမှာကြည့်နောက်ပြီးကြရင်တလန်လောက်ရှိတဲ့မွေဟောက်ကြီးထွက်လာမှဆိုယုံမလားမသိဘူးမယုံပါဘူးဟဲ့ညီလေးတစ်ချက်လောက်လားတစ်ချက်လောက်ဟာဒီမွေကြီးကိုတစ်ချက်လောက်ကင်ထားပြီပဲဒီနေ့တော့ဆိုတာနဲ့ဒါလေးကိုရိုက်ချက်လာတဲ့မွေဖြစ်သွားမယ်ဟုတ်လားတော့အဲ့တော့ကျွန်တော်ကဒီမွေတွေကိုဘာကြောင့်နိုင်တာလဲနိုင်ပုံနိုင်နည်းရှိပါဒါလည်းကျွန်တော်ကဟိုင်းမှာကြည့်လိုက်ပါဟာဒီအဆောင်လေးတွေကြောက်ပါဒီအဆောင်လေးကိုညာဘက်သွားလိုက်ပါဟာနေဟုတ်လို့ဘာဖြစ်နေရတော့ငုံလာလိုက်တဲ့ဟိုင်းမွေကိုကြိုက်တယ်လို့ခိုင်းကြိုက်တယ်လို့တွေ့ရပါတယ်အဲ့တော့ရောဒီအဆောင်လေးတွေတော့အများကြီးမရှိပါဘူးနော်你们讲呢，这个都个呗，俺是没干嘛，你不干，没有违法，都个呗，哇！让你来哟，哪里也来上班了，啊？